လေဖြတ်နေတဲ့အဖိုးကိုမိသားစုမသိအောင်ကိုတီလက်ရောက်လုပ်တဲ့သူနာပြုရဲ့ဗီဒီယိုထွက်ပေါ်လာဒီနေ့မှာတော့လူမှုကွန်ရက်စာမျက်နှာပေါ်မှာကြည့်ရှုတဲ့သူတိုင်းကိုဒေါသထွက်စေပြီးတော့အလွန်ရင်နံစရာကောင်းတဲ့ CCTV ဗီဒီယိုဖိုင်တစ်ခုအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့လေးဖြတ်ပြီးပေါင်မာကျိုးနေတဲ့အကူညီမဲနေရှာတဲ့အဖိုးအိုတဦးကိုမိသားစုတွေမျက်ကွယ်မှာနှိပ်စက်နေတဲ့သူနာပြုအကူရဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။ယနေ့ခေတ်စီးပွားရေးနဲ့စာဝတ်နေရေးအခြေအနေတွေကြောင့်မိသားစုဝင်အများစုကအပြင်ထွက်ရုန်းကန်လှုပ်ရှားကြရပါတယ်။ဒီလိုချိန်မှာအိမ်မှာကြံခဲ့တဲ့တက်ကြီးရွယ်အိုတွေနာမကျန်းဖြစ်နေသူတွေအတွက်စိတ်ချရအောင်ဆိုပြီးတော့လဆောင်ဝေအများကြီးပေးကသူနာပြုအကူတွေကိုငှားရမ်းကြတာပါ။စိတ်ထားကောင်းတဲ့သူနာပြုတွေရှိပေမဲ့အခုလိုစိတ်ထားမကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါမှာတော့ကိုယ့်ရဲ့သွေးသားရင်မိဘဘိုးဘွားတွေကတော့ဘာမှမပြောပြနိုင်ပဲအနှိမ့်ဆက်ခံရတဲ့အနေအထားကိုရောက်ရှိသွားပါတယ်။အခုအင်တာနက်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေကကျူးလွန်သူဟာအောင်သစ္စာသူနာပြုအေဂျင်စီကနေတစ်လကိုလစာ9သိန်းတိတိယူပြီးတော့ငှားရမ်းထားတဲ့အသက်42နှစ်အရွယ်အင်းငိမ့်ဆိုတဲ့သူဖြစ်တယ်လို့သိရပါတယ်။အစပိုင်းမှာတော့မိသားစုဝင်တွေကဒီကိစ္စကိုလုံးဝမရိပ်မိခဲ့ပေမဲ့နောက်ပိုင်းမှာတက်ဆင်ထားတဲ့ CCTV မှတ်တမ်းကိုပြန်လည်စစ်ဆေးကြည့်ရကနေအခုလိုကိုထီလက်ရောက်ကျူးလွန်နေတာကိုအထင်ရှားပတ်ပင်းမိသွားခဲ့ရပါသူနာပြုအကူဆိုတာမိမိပြုစုရမယ့်လူနာကိုကိုယ့်ရဲ့မိဘအရင်လို့သဘောထားပြီးစောင့်ရှောက်ရမယ့်အစားအခုလိုလူမဆန်စွာရဲဆက်ဆက်ကျူးလွန်တဲ့လုပ်ရက်အပေါ်ပရိသတ်တွေကပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချကြပါတယ်ဒီလိုသဘောထားယုံညံ့တဲ့သူကိုဥပဒေနဲ့အထီးရောက်ဆုံးအရေးယူပြီးတော့ထောင်ချပစ်ဖို့အထိအားလုံးကတော့တခဲနဲ့တောင်းဆိုနေကြတာဖြစ်ပါတယ်ရှင်